Foodie and Lifestyle မှာ Rose Week ကကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တွန်တေးမှာနာမည်ကြီးနေတဲ့ခလုတ်မုံဟင်းကားကိုသွားစားမှာပဲဖြစ်ပါတယ်တွန်တေးကိုလည်းလာလဲရင်တွန်တေးမှာနာမည်ကြီးနေရဲဆိုတဲ့ခလုတ်မုံဟင်းကားကဘာလို့ဒီလောက်ကောင်းတာလဲဘာလို့ဒီလောက်ထိနာမည်ကျော်နေတာလဲဆိုတာကိုကိုယ်တိုင်သွားရောက်မြည်ဆန်းရင်းနဲ့တွန်တေးတစ်ခွင်ကိုလေးလာဖြစ်ခဲ့တဲ့နေ့လေးတစ်နေ့ဖြစ်ခဲ့ပါတယ်တွန်တေးခလုတ်မုံဟင်းကားဆိုင်လေးကရွှေစံတော်ဖျားအကျော်တွန်တေးခလုတ်မုံဟင်းကားလို့ရေးထားတဲ့ဆိုင်မုတ်ရှိရဲ့လမ်းလေးတွေကနေပြီးတော့ချိုးဝင်လာလိုက်ရင်ရောက်ပါပြီဆိုင်ကပိတ်ရက်မရှိမနက်9နာရီကနေညနေ9နာရီထိဖွင့်ပါတယ်ရှင်ဒါကတော့ဆိုင်မှာရနိုင်တဲ့မီနူးတွေပေါ့နော်မုံဟင်းကအလွတ်တပွဲမှာ2000ကျပ်နဲ့ကျန်တဲ့အိုဘဲဦးပဲကျော်မန္တလေးပဲကျော်ဘူးတိကျော်စတာတွေနဲ့စားနိုင်ပါတယ်ရှင်ဒီလိုတာလပတ်အမိုးဝါလေးနဲ့ဆိုဆိုင်ကိုရောက်ပါပြီမုံဟင်းကမာတို့ဘာနဲ့ဆိုင်ကောင်းလဲဆိုတော့ဖိကြဘူးကြလိုက်ကျောင်းမရတော့ဖိကြဘူးမရရောအဲ့ဆိုဥပဲဦးနဲ့ဥပဲဦးရဲ့ပြီးတော့ဘူးတိတော်ရဲ့အဲ့ဒါနှစ်ပွဲဖိကြဘူးတိဥပဲဦးကဘူးတိတော်နှစ်ခုကောင်းထဲမှာနှစ်ပွဲလုံးတော့ထည့်လိုက်မယ်နော်ဘူးတိတော်ထည့်လိုက်မယ်မုံဟင်းကားကိုပဲရောင်းတာပေါ့နော်မုံဟင်းကားတစ်မျိုးပဲဟုတ်ကဲ့ပါအဲ့ရွက်လားရောင်းတော့ပြောနေရမှာပေါ့ရှာလာအဲ့ရွက်လားဆိုင်ရခုဘက်မှာသွားထိုင်ရမှာရှင်ဟုတ်ကဲ့မှာနောက်မှာသွားထိုင်တေးသွားကြမယ်ဒီတော့ရောင်းပေါင်းရောင်းတာပြီးပါအရှိတော့ညတော့ဒီလိုပါလားဒီတော့ဒီတော့ဒီတော့ကောင်းဒီတော့ကောင်းအပိုင်လေးအဖြစ်လေးစားတယ်ဘွားရတယ်မှာဘွားနာကကဲမာစရာရှိရမှာပြီဆိုင်လေးမှာထိုင်ရင်းနဲ့ဒီမုံဟင်းကားလာတာကိုစောင်းရင်းနဲ့ဟိုဆက်စုဒီဆက်စုနဲ့ဆက်စုခဲ့ပါတယ်မုံဟင်းကားကိုဒီလိုအိုးကြီးတွေနဲ့တည်နေတာပဲဖြစ်ပါတယ်ရှင်ဒီလိုမီးပြည့်ပြည့်နဲ့အိုး3-4အိုးလောက်ကိုဒီလိုမျိုးမနက်9နာရီကနေညနေ9နာရီအထိတည်နေတာဖြစ်ပါတယ်ဆိုင်က Sunday ဆိုတော့ပေါ့နော်လူတွေကကိုရီစားနေနေပဲတဖြည်းဖြည်းနဲ့များလာတာကိုတွေ့ရပါတယ်ဆိုင်ပဝန်းကျင်တွေကလည်းစိမ့်ဆိုပြီးတော့ဒီလိုအရေးအာဝါဒအောင်မှာထိုင်စားရမှာပဲဖြစ်ပါတယ်ဒါကတော့ဆိုင်မှာရတဲ့အသီးအနှံတွေပါကဲထားတယ်ခလုတ်မုံဟင်းကနှစ်ပွဲရောက်လာပါပြီညက်ဖက်နဲ့ရောမုံဖက်နဲ့ပါရပါမယ်ကိုကတော့မုံဟင်းကကိုမုံဖက်နဲ့ပဲစားရတာပိုကြိုက်ပါတယ်ခလုတ်မုံဟင်းကနာမည်ကြီးရဲ့ဆိုတော့ခုရောက်လာပါပြီစားကြည့်လိုက်ပါအောင်မေဘာရတာရှိလဲဆိုတာပေါ့နော်ဒါကတော့မုံဟင်းကအနီးကပ်ပုံလေးပါအိုးဘဲဦးနဲ့ဘူးတိကျော်နဲ့မှာပြီးတော့နေဖက်စားမှာပဲဖြစ်ပါတယ်ခုတော့ဒီတွေ့တဘာဝအရသာကိုသိအောင်လို့ရင်ပြီးရောပါရောဘာမှမထည့်ပဲဒီတိုင်းကြီးကြည့်မယ်အောင်ရဖိုင်းသွားရလားဘောနေအောင်ရတာတော့တဘာဝအချိုလူနော်ပေးနေချက်ထားတယ်လို့ပဲအိမ်ပြန်ရောက်တော့လိလာကြည့်လိုက်တဲ့အခါမှာလည်းခလုတ်မုံဟင်းကောတကယ်ပဲပဲနဲ့ချက်ထားတာဖြစ်ပါတယ်ပဲရယ်ငါးဖက်ရယ်ဘဲဥရယ်နန်းနန်းသုံးပြီးတော့ရတာလေးနည်းနည်းခက်ခဲလေးကိုမွေးနေအောင်ချက်ထားတာဖြစ်ပါတယ်အဲဒီထည့်မယ်ချာအားများပုံထည့်ပါမယ်နေနေအောင်နည်းပင်ထည့်မယ်ရာရင်နည်းနည်းပေါက်မယ်ကဲငရုတ်တီးမုတ်ဆိုလည်းမရှိဘူးကောင်ငရုတ်တီးမုတ်ကဲနေစကပါတီဝီရတယ်မန္တလေးပဲရောက်တယ်မန္တလေးပဲရောက်တယ်ကွယ်မန္တလေးပဲရောက်အောင်တောက်နော်တောက်သိတယ်ဝီကမုံဟင်းကားဆိုလို့ရှိရင်အစာပလာအစုံထဲဒီလိုချင်းငံဆက်ထည့်စားမှာကြိုက်တဲ့သူဖြစ်တဲ့အတွက်အရသာတွေကိုဒီလိုမျိုးစုံစီအောင်ထည့်စားတာဖြစ်ပါတယ်အရသာလေးရတော့နည်းနည်းပေါ့တယ်ပေါ့နော်ပေါ့တော့နည်းစပြားရည်လေးနည်းနည်းပေါက်ပြီးတော့မှစားတာအရှိပြီးတော့ပေါ့နော်အဲ့နေရရွှေစံတော်ဖျားဝင်ဖူးပြီးချင်းမနှက်စားလည်းဘာမှမစားသေးရနဲ့ဗိုက်ဆာစားနဲ့ပဲဆွဲနေတာဖြစ်ပါတယ်။ပဲရတာလေးပိုကဲတယ်လို့တော့ဝီရခံစားရတယ်ပေါ့နော်။ဒါပေမဲ့သူ့ရဲ့တဘာဝအချို့တက်ရတာလေးကတစ်မျိုးလေးအရသာရှိပါတယ်။ဒီမှာအတုပ်ကြီးလည်းရရပြောပါတယ်။ဒါပေမဲ့ရောတယ်တော့သူနာမည်ကြီးနေဖလုံးမော်နေတာကိုအရင်စားနေရဖြစ်ပါတယ်။စားနေနဲ့ပဲတချို့ရဲ့အတုပ်တွေမှနေကြတွေ့လို့ဘာတွေရလဲဆိုတော့ပေါ့နော်မုံဖတ်တုပ်ရတယ်ပြောပါတယ်အဲ့တော့ရင်နွေးချမ်းလေးတောက်ရင်လည်းပြီးရင်မုံဖတ်တုပ်လေးကိုထပ်စားမှာပဲဖြစ်ပါတယ်လူကန်လေးရတော့တောက်ကောင်းကဲဒါမှားထားတဲ့မုံဖတ်တုပ်လေးရပါပြီမုံဖတ်တုပ်လေးကိုအကျော်လေးနဲ့
ဒီခလုံးမုံဟင်းကားလေးနဲ့ခလုံးမုံဟင်းကားကိုအရေးတီးတန့်လေးပေါ့နော်ထပ်စားခြင်းလို့ထပ်မှာဖြစ်ခဲ့ပါတယ် ဟုတ်ကဲ့ပါပဲတင်လိုက်တာလောက်ဟုတ်ကဲ့ပါကျေးဇူးပါကဲမောင်လေးကတော့ပြောင်းပြန်စားလိုက်ပါပြီခုကဒီမှာထိုက်ရတယ်ဆိုရက်ဘုံဖတ်တော့ကိုစားပါမယ် မုံဖတ်တုပ်လေးကိုရွှဲရွှဲလေးစားရတာကြိုက်တာကြောင့်မုံဟင်းကားရေလေးဆန်းပြီးတော့စားမှာပဲဖြစ်ပါတယ်ခလုံးမုံဟင်းကားရေလေးနဲ့ဒီလိုနယ်ဖက်ပြီးတော့အပွားချက်သွန်ဖြူကြော်လေးတွေနဲ့တွဲစားလိုက်ရတော့အရန်ကိုအရသာရှိပါတယ်သူ့တိုင်းစားရင်တော့မုံဖတ်တုပ်ကပုံမှန်အရသာတိုင်းပဲပေါ့နော်6ကက်ကက်ကြီးဖြစ်နေတဲ့ဒီခလုံးမုံဟင်းကားရေလေးနဲ့တွဲစားလိုက်တော့မှတော်တော်လိုက်ဖတ်တာကိုတွေ့ရပါတယ် 哎，对，有的看下来喂。 ဒါကတော့မုံဖတ်မပါပဲခလုံးမုံဟင်းကားရေကိုတီးတမ်းမှာထားပါအထဲမှာဘေးဥဖက်လေးတွေငါးဖက်ကလေးတွေပဲနဲ့ပြပြနဲ့ရှိတာကိုတွေ့ရပါတယ် မုံဖတ်တော့ကတော့နော်စားရနဲ့ဤလာတော့ပုံစားနိုင်တယ်စားနိုင်တယ်ဒီလေးကြိုင်းနေပဲပြောပြီးတော့စားပိတ်လိုက်တာနိ ရင်နွေးချမ်းပူပူလေးနဲ့ခလုံးမုံဟင်းကားလေးနဲ့ဘလောက်တောင်အရသာရှိလိုက်လဲဆိုတာပေါ့နော်ကဲတော့ဝဆိုင်ပြန်ပါပြီအပြန်လက်ဆောင်လေးနဲ့ဒီလိုအသီးလေးတွေလည်းဝယ်ယူအားပေးနိုင်ပါတယ်နော်ကဲအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်